စပင်မြက်ကောက်မယ်နော် ဟုတ် စပင်မြက်ကောက်မယ်ဆိုဘယ်လိုပုံစံမြက်ကောက်မလဲ ညီမဒီချက်နည်းနည်းတိုးပြီးတော့လေဒီနားနည်းနည်း volume ပါတယ်ပုံစံ ဟိုမှာဝူကတ်ပုံမှာညက်ပြီးမှကောက်ပါ wolf cat မှာ butterfly club ဘယ်လိုဖလိုင်းပုံစံပေါ့ဟိုအထက်နည်းနည်းမများလေးပေါ့ ဟုတ် ကောက်အောင်ညီမ အရင်များမများရင်ရော ကောက်ကတော့အများကြီးမလို့ကျင် ဟုတ်အရင်ကောက်တာမျိုးဆိုနည်းနည်း wave ပြီးပဲ ဝေးဖီအောင်တော့ပေါ့နော်ဒီပင်အောင်ဘယ်လောက်ထိတူလဲ စပင်ကတလောက်ထီတယ်တလောက်ထီတယ် ဘယ်လောက်ထိတူလဲလောက်တူအရင်တူပါ တိုးလိုက်နည်းနည်းရှင်မနည်းနည်းပို့လာမှာလေ โอเค ဟုတ်မလား ဟုတ် အဲ့လောက်ထိတူပြီးပြီဆိုရင်ဒါက ကောက် ညအောင်ပါလေဒါညအောင်ပါလေပြင်မှာဒီမှာအတူချင်းတက်မှတ်ပြီးတက်ညအောင်ပါဆိုတော့ပို့တူသွားလိမ့်မယ် โอเค စက်ဒီအရှိတိုင်းပဲတူတင်းတလောက်တူပြီးမယ် ဟုတ် နော်ဘောပိုင်းကလေရထည့်ပါတက်လေးတော့ ဟုတ် နော် ဟိုကလေညီမဒီလိုပုံစံဆိုရင် အဲ့လိုဆိုရင်တော့ဝေးပဲရှိ ပြီမှာ ပြည်တာပေါ့ညီလေး ဟုတ်ကဲ့ ဟိုဝေးပဲရှိတယ်သူက ဟုတ်ကဲ့ ပုံစံမျိုးလေးပဲပောက်ပြီးပြီးငါခဏဆိုပြည်သွားပြီ โอเค နော် ဟုတ်ဆိုနည်းနည်းကြကြခံပြီးတော့ လှတဲ့ပုံစံမျိုးလေး ဟုတ်ကဲ့ညီမမျက်နှာနည်းနည်းလိုက်တော့ပုံစံ အဲ့ဒါဆိုဆရာတို့စလိုက်မယ်နော် ဟုတ်